အားလုံးပဲမင်္ဂလာပါဒီခါမှာတော့လာမယ့်မေလ29ရက်နေ့ဂျပန်မှာကျင်းပမယ့်ဝမ်ဆာမူတိုင်းပြန်ပွဲမှာရောထန်နဲ့ပတ်သက်ပြီးကြွေးကြော်လာတဲ့တာဂယ်ရီရဲ့အကြောင်းပြောရအောင်ပါရောထန်နဲ့တာဂယ်ရီတို့ကဂျပန်မှာကျင်းပမယ့်ဝမ်ဆာမူတိုင်းပြန်ပွဲမှာအဓိကခေါင်းတွဲသားအဖြစ်ဒီပေါင်းစင်မကြေပွဲဖြစ်ထားတာပါအဲ့တော့ဒီပွဲကလာမယ့်မေလ29ရက်နေ့ဆိုတော့နောက်9ရက်သာလိုတော့ပါတယ်ဒီပွဲကဂျပန်ကေပေါင်းစင်ဖိုက်တာတာဂယ်ရီရဲ့ဖိုက်တာဘောနောက်ဆုံးပွဲလည်းဖြစ်ပါတယ်ဆိုတော့တာဂယ်ရီကသူရဲ့ဖိုက်တာဘောနောက်ဆုံးပွဲကိုအရှင်ဂျပန်ပြည်သားတွေရှေ့မှာတကယ်တမ်းကြီးဖိုက်တာရောထန်ကိုလဲထိုးပြီးအလားပါဆုံးနိုင်ပွဲနဲ့အဆုံးသတ်ချင်နေတာပါဒါပေမဲ့ခက်တာကပြန်မဲ့ဖိုက်တာကလုံးဝမလွယ်တဲ့ရောထန်ဖြစ်နေတာကြောင့်ပါဆိုတော့ပြီးခဲ့တဲ့ရှေ့ပွဲမှာလည်းပွဲစားချီမာနေမယ်ရောထန်မောက်သိပ်တာတာဂယ်ရီခံခဲ့ရတာပါအဲဒီပွဲကရောထန်လက်သီးပါပြင်းလာတဲ့ကြောင်းတာဂယ်ရီကလည်းအနေငယ်ပေါ်ရောသွားခဲ့တာပါဆိုတော့တာဂယ်ရီရဲ့ဖိုက်တာတရန်တစ်လျှောက်မှာအဲ့လိုပွဲစားမှလဲထိုးနဲ့တခါမှမရှုံးဘူးပါဘူးအဲ့တော့ပွဲစားမှလဲထိုးနဲ့ရောထန်ကိုရှုံးတဲ့ပွဲကသူရဲ့ဖိုင်တာဘာမှမဲသက်ကြီးအဖြစ်အရှက်ရစရာပွဲတစ်ပွဲပါအဲ့ဒီပွဲပြီးမှတာဂယ်ရီဝမ်နဲ့ပလက်နဲ့ငိုကြွေးခဲ့ရတာလည်းဖြစ်ပါတယ်ဆိုတော့အခုလာမယ့်မကြေပွဲမှာအဲ့ဒီမဲသက်ကြီးကိုဖျောက်ပြီးရောထန်ကိုလာပါဆုံးပွဲသိမ့်မယ်ပြီးတော့အင်ရှင်ဂျပန်ပြည်သားတွေရှေ့မှာလုံးဝခန်းခန်းနာနဲ့ဖိုင်တာဘာကိုဆုံးသတ်မယ်လို့တွေးထားတာပါအဲ့ဒီကြောင့်မို့လဲတာဂယ်ရီကကျွန်တော်ယုံကြည်မှုအပြည့်ရှိနေပါပြီကျွန်တော်ရဲ့ဖိုင်တာဘာတစ်လျှောက်တော့အလိုပွဲစားမှလဲထိုးခံရတဲ့ဆိုတာမရှိခဲ့ဖူးပါဘူးရောထန်တဲ့တွေးမှအခုလိုရှက်တဲ့ကွဲရှုံးခဲ့ရတာပါဝမ်ချန်ပီယံရှစ်နဲ့စာချုပ်ချိုးဆိုတာကလည်းရောထန်နဲ့ရှင်ပြိုင်ဖို့ပါသူကမှရှုံးခြင်းမဆက်နိုင်ရင်ကျွန်တော်ရဲ့ဖိုင်တာဘာကိုလည်းဘလို့အဆုံးသတ်လို့ရမှာလဲပွဲကလည်းတပတ်ပဲလိုတော့တာပါဒီချိန်မှာတော့ကျွန်တော်လုံးဝနိုင်ပါပဲဆိုပြီးတော့တာဂယ်ရီခိုင်ခိုင်မာပြောဆိုလာတာဖြစ်ပါတယ်အဲ့တော့တာဂယ်ရီကလာမယ့်မကြေပွဲအတွက်လုံးဝစင်သေးဖြစ်နေကြောင်းအရင်ရှုံးပွဲကလည်းအရှက်ရစရာရှုံးပွဲဖြစ်ကြောင်းနဲ့ဒီမကြေပွဲမှာတော့ရောထန်ကိုလုံးဝနိုင်မယ်ဆိုပြီးပြောလာတာပါဆိုတော့တာဂယ်ရီရဲ့အခုလိုပြောရတဲ့အပေါ်ရောထန်ဘက်ကလည်းကျွန်တော်ကိုရှုံးမရနဲ့ဆိုပြီးပြန်လဲတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့ရောထန်နဲ့တာဂယ်ရီတို့ရဲ့လာမယ့်29ရက်နေ့ဝမ်ဆာမူတိုင်းပြန်ပွဲရဲ့ခေါင်းပွဲမကြေပွဲကြီးကလုံးဝကြီးကောင်းတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပြည်သားကြီးကရောဒီဘက်မှာဘယ်သူနိုင်မလဲဆိုတာခံမှန်းသွားခဲ့ကြပါဦး